ဥပုပ်ဖြေဖို့အတွက်ပွဲခဏရတာကိုလောင်ပြောင်ခဲ့တဲ့လီဘရိတ်တက်တွေကိုလေးစားမှုရှိကြဖို့သတိပေးလိုက်တဲ့ခွာလာပရိသတ်များလုံးပဲမင်္ဂလာပါများကျွန်တော်ရဲ့ GB1 ဘောလုံး channel လေးကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင်ဒီနေ့မှာတော့ဥပုပ်ဖြေဖို့အတွက်ပွဲခဏရတာကိုလောင်ပြောင်ခဲ့တဲ့လီဘရိတ်တက်တွေကိုလေးစားမှုရှိကြဖို့သတိပေးလိုက်တဲ့ခွာလာဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားမှာပါလေဒိုင်တဲ့မန်ချက်စီးတီးရဲ့ပွဲအဆင့်မှာဘောလုံးပရိသတ်တွေကြားညင်းပွားစရာဖြစ်ရတဲ့ခုပေါ်ပေါက်ခဲ့ပါရင်အဲ့ဒါကတော့ရမန်နာဥပုပ်လာကိုစောက်ထိန်နေကြတဲ့စီတီကစားသမားတွေဥပုပ်ဖြေဖို့အတွက်ပွဲကိုခိတ္တရနာပေးခဲ့ချိန်မှာလေဒိုင်တဲ့ပရိသတ်တို့ကလောင်ပြောင်ဝေဖန်ခဲ့ကြတာကနေစတာပါဒီဖြစ်အပေါ်မှာမန်စီးနီးပြပတ်ကွာလာကလေးစားမှုထားရှိကြဖို့ပြင်းပြင်းထန်ထန်တောင်းဆိုလိုက်ပါတယ်ဒီကွာလုံးကမွတ်စလင်ဘာသာဝင်တွေဟာအခုလိုမြင့်မြတ်တဲ့ရမဒန်လမှာနေထွက်ကနေနေဝင်အထိအစာရှောင်ကြတာဖြစ်ပြီးစီတီကစားမများစုလည်းပါဝင်နေကြတာပါပွဲစားချိန်73မိနစ်အရောက်ဝက်ရှော်ယာမှာနေဝင်ချိန်နဲ့တိုက်ဆိုင်တဲ့အချိန်မှာဒလူကြီးကပွဲကိုခိတ္တအနာပေးခဲ့ပါတယ်ဒါစီတီအသင်းမွတ်စလင်ကစားမ3ဦးဖြစ်တဲ့အိုမာမာမော့ရှ်ရာဟန်အိုင်နိုရီနဲ့ရိုင်ယန်ချာကီတို့ဥပုပ်ဖြစ်နိုင်ဖို့အတွက်ဖြစ်ပါတယ်။ရန်ကုန်မှာလည်းနောက်ထပ်မွတ်စလင်ကစားမတူဖြစ်တဲ့အပန်တိုကီတီကူဆာနောက်လည်းရှိနေခဲ့ပါတယ်။ပွဲပြီးမှာတော့ဂါလာကဒါခိတိကဘာကြီးမဟုတ်လားဒီနေ့ကဘာတော်မှာဘာတွေထပ်ဖြစ်နေလဲဆိုတာကြီးကြပါအောင်လို့ဆေးပြက်လက်ပြက်ပြောကြားခဲ့ပါတယ်။ခင်ဗျားတို့အနေနဲ့ဘာသာတရားကိုလေးစားရမယ်၊ကွဲပြားခြားနားမှုကိုလေးစားရမယ်။အဲ့ဒါကအဓိကပဲပရီးမီးယားလိဂ်ကဥပုပ်ဖြစ်ဖို့အတွက်10မိနစ်ဒါမှမဟုတ်2မိနစ်အချိန်ပေးလို့ရတယ်လို့ပြောထားပြီးသားပါ။ဒါကြောင့်ကစားမတွေကလှုပ်ဆောင်ခဲ့တာပါ။ကံမကောင်းစွာနဲ့ပဲဒါကလည်းရှိဖြစ်ရပါပဲလို့ဂါလာကဆက်ပြောခဲ့ပါတယ်။ပွဲကြောင့်ဆက်ဆံမှုတိုက်ဖျက်ရေးအဖွဲ့ဖြစ်တဲ့ကစ်လက်အောက်ကလည်းကြီးညာရေးတစ်ဆောင်ထုတ်ပြန်ခဲ့ပြီးဒီလိုပွဲရန်နာတာဟာနှစ်ပေါင်းများစွာကလေးကသဘောတူထားတဲ့လုံထုံးလုံနည်းတစ်ခုဖြစ်ကြောင်းထောက်ပြခဲ့ပါတယ်။ကွင်းအတွင်းကစခရင်ကြီးပေါ်မှာအကြောင်းပြချက်ကိုရှင်းပြထားပါလေနဲ့အခုလိုလှောင်ပြောင်ခဲ့ကြတာဟာ CBS ရာကောင်းပြီးဘောလုံးလောကအနေနဲ့နားလည်လက်ခံမှုအပိုင်းမှာအများကြီးစူးစမ်းရအောင်မယ်လို့ဆိုပါတယ်။လေအသင်းရဲ့လက်ထောက်နေပြအန်ဒရန်ရီမာကလည်းကျွန်တော်ပွဲကိုအာယုံဆိုင်လို့တေချာမကြားလိုက်ပေမဲ့အဲ့လိုဖြစ်ခဲ့မယ်ဆိုရင်တော့ပရိသတ်တချို့အပေါ်ပဲတကယ်ပဲစိတ်ပြင်းမိပါတယ်လို့ပြောကြားခဲ့ပါတယ်။ဒီပွဲမှာတော့စီးတီကအန်တွန်စီမန်ညိုရဲ့တလုံးတဲသောသွင်းကိုနဲ့လီကိုတကူကိုမရှိတဲ့နိုင်ရရှိခဲ့ပါတယ်။ဘောလုံးပွဲဆိုတော့ကွင်းထဲကရလက်တွေမကပဲလူသားချင်းစာနာမှုနဲ့ဘာသာရေးလက်ခွင့်တွေကိုပါလေးစားရမယ့်နေရာတစ်ခုဖြစ်တင်ပါတယ်။ပွဲအကြောင်းကိုပြောရင်တော့လေနိုက်တဲ့အယ်လန်ရိုကွင်းကစီးတီအတွက်ခက်ခဲခဲ့ပြီးစီမန်ညိုရဲ့သွင်းကိုအကြောင်းသာချန်ပီယံအိမ်မက်တွေအသက်ဆက်နိုင်ခဲ့တာပါ။တစ်ဖက်ကနေပြန်တွေးကြည့်ရရင်စီမန်ညိုရဲ့ဒီဂိုးကစီးတီကိုပရီးမီးယားလိဂ်ချန်ပီယံဖြစ်စေမယ့်သွင်းကိုတစ်ကိုလည်းဖြစ်နေခဲ့ပြန်ပါတယ်။ဒီပွဲမှာစီးတီအတွက်အဓိကအားနည်းချက်ကတော့အသင်းရဲ့အဓိကတိုက်စစ်မှုဖြစ်တဲ့အာလင်ဟာလည်းမပါဝင်နိုင်ခဲ့တာပါ။ဟာလန်ကအသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်မှာအသေးစားတရားရရှိခဲ့ပြီးတော့လီနိုက်တက်အသင်းရဲ့ပွဲအဆင့်ကိုလွဲချော်ခဲ့တာပါ။ဟာလန်ကအသင်းနဲ့တော့လိုက်ပါလာခြင်းမရှိခဲ့ပဲနေမှာပဲအနားယူနေခဲ့ရတာပါ။ဟာလန်မရှိတဲ့စီးရီးတိုက်စစ်ကမာမို့ရှ်နဲ့စီမန်ညိုတို့ကဦးဆောင်လာခဲ့တာပါ။ဒီပွဲကတော့ဘောလုံးပွဲတစ်ပွဲတက်ပို့ပြီးဘာသာရေးအမြင်လောင်ပြောင်မှုတွေနဲ့ပါအတော်လေးရှုပ်ထွေးသွားခဲ့တာပါ။ဂွာလာကတော့လီနိုက်တက်ပရိသတ်တွေရဲ့လိုရက်ပေါ်မှာပြင်းပြင်းထန်ထန်ဝေဖန်သွားခဲ့ပါတယ်။ဒီဖြစ်မှာလီနိုက်တက်ပရိသတ်တွေရဲ့လိုရက်ကမှန်လားဂွာလာရဲ့တုံ့ပြန်မှုကမှန်လားဘောလုံးပွဲနဲ့ဘာသာရေးကိစ္စတွေမှာအခုလိုဖြစ်နေတဲ့အပေါ်ဘယ်လိုမြင်လဲမှတ်ချက်ပေးဆွေးနွေးပေးခဲ့ကြပါဦး။ဒီတင်ဆက်မှုကတော့လာပါပဲနောက်ဆုံးရအောင်စားသတင်းတွေအပြောင်းရွှေ့သတင်းတွေပွဲချုပ်ပွဲပြီးသုံးသက်ချက်တွေပြင်စိတ်ဝင်စားဖွယ်အကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ GB1 စိတ်ဘောလုံး channel လေးကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချိုလိုက်ရပါတယ်ခင်ဗျာ။